တခါတော့ကတော့တခုအတွင်း၌ညောင်ပင်ကြီးတပင်ရှိသည်ထိုညောင်ပင်တွင်ခါငတ်ကလေးတစ်ကောင်မြောက်ကလေးတစ်ကောင်နှင့်စင်ကလေးတစ်ကောင်တို့သည်အဆွေခင်မွန်းဖွဲ့ကအတူတကွနေထိုင်ကြသည်နှစ်အတန်ကြာတော့ငါတို့အတူနေလာတာကြာပြီတဦးကိုတဦးအသက်ကြီးသူကိုငယ်သူကယူသည်လေးစားရမည်ဟုတိုင်ပင်ကြသည်သို့တော့အသက်အကြီးဆုံးကိုမဲသူအကေးဖြစ်မည်နီထိုအခါမြောက်ကလေးကငါတို့သည်ဤညောင်ပင်ကိုအမိပုနေကြသည်ထို့ကြောင့်ညောင်မင်း၏အသက်တာကိုတက်တည်ထား၍အကြီးဆုံးကိုရွေးကြမည်ဟုအဆိုပြုလိုက်သည်သုံးဦးသားသဘောတူကြသည်စင်ကလေးကစတင်၍ငါငယ်ငယ်ကမိဘတွေနှင့်အတူရှိနေစဉ်ဤညောင်မင်းကိုခြေထောက်နှင့်ခွေ၍ကစားခဲ့ဖူးသည်ဟုပြောပြသည်မြောင်ကလေးကကျွန်တော်လည်းမိဘတွေနှင့်အတူရှိနေစဉ်ဤညောင်မင်းငယ်ငယ်လေးကိုပါဇက်နှင့်ကိုက်၍ဆော်ကစားခဲ့ဖူးသည်ဟုဆိုသည်နောက်ဆုံးတွင်ခါငတ်ကလေးကမိမိ၏အတွေ့အကြုံကိုဤသို့ညွှန်ငယ်ပြောဆိုလိုက်သည်ဟိုအရင်တုန်းကဤနေရာတွင်ဤညောင်ပင်မရှိခဲ့ပါကျွန်တော်သည်မိဘတွေနှင့်ဟိုဘတ်တော်အုပ်မှညောင်သီးများစားသုံးသည်ပြန်လာခဲ့စဉ်ဤနေရာ၌ကျွန်တော်၏မစင်တွင်ပါလာသောအစေကိုစွန့်ခဲ့မိသည်ထိုအစေမှပေါပွားလာသည့်အပင်ကြီးသာဤညောင်ပင်ဖြစ်ပါသည်ခါငတ်၏စကားကိုကြားသောစင်နှင့်မြောက်တို့မျက်နှာပူ၍ရှက်ကိုရှက်ကန်းဖြစ်သွားကြသည်သူတို့နှစ်ယောက်ထက်ခါငတ်ကလေးသာအထက်အကြီးဆုံးဖြစ်ကြောင်းဝန်ခံကြသည်ထိုမှဆော့၍ခါငတ်ကလေးအားရိုသေစွာဆက်ဆံနေထိုင်ကြလေသည်